မမငငယ်တော့တော်တော်စုံမဲ့ပုံမယ်နော် ဘာဖြစ်လို့လဲ မမခြေသလုံးမှာအနာရွတ်တွေ့ အနာကိုပဲကြည့်ပါ အနာကိုပဲကြည့်တာလေမမရဲ့မမကတနခါပကွက်ကြလေးနေဆိုရရ ညပြောမှပြည့်တယ်နားကိုပြောတယ်ဒီကဟုတ်ရှက်အဲ့ဒါလည်းဒီလက်ချထားပါတော့ မမကလည်းကျွန်တော်တကယ်ပြောနေတာမမတို့တကယ်မှလည်းစတယ်ပြောနေ အဲ့တော့ ချက်တယ်ခင်ဗျာ ဟေးမောင်လေးနော် မမထိုက်တဲ့တန်တန်ရောတယ် ခုနကပြော ကျင်းတယ်မမရဲ့ဒီကြာကြမ်းဆိုတာကြာကြာဆန်ရအောင်နေပြီးနေတယ်မမစမှုဒီပါလို့ရတော့မင်းထုံးအောင်ကျွန်တော်မချလို့ဘူးဟုတ် ဘာမှလည်းမဆိုင် မဆိုင်ရဆန်လိုက်ပါမမရဲ့မမကလေးကမမကလေးကပေါ့